ဒါကတော့ဆရာလေးရဲ့အရင်နှစ်က outfit ပေါ့နော်ဒါကတော့ဒီနေ့ရဲ့ outfit ဖြစ်ပါတယ်ဒါကတော့ဆရာလေးရဲ့အလီဘာဘာမှာတော့ outfit ဖြစ်ပါတယ် time stamp လေးနဲ့ video အပိုင်းလေးတွေခွဲပေးထားမှုလို့ကြိုက်တဲ့နေရာကိုကြော်ပြီးကြည့်လို့ရပါတယ်နော်ကဲပြည်သူ့အမြင်နဲ့တော့ရောက်နေပါပြီစပင်ကတော့တည့်ရတိုင်းရှုပ်ပွားလူရာကူစတာကိုတော့စီးတော့စီးကျင်တယ်ဒါပေမဲ့ကြောက်လို့မစီးခဲ့ဒီညကတော့လူရာကူစတာအသေးစားလေးစီးခဲ့ပါတယ်ဆရာလေးကတော့ကလေးတွေကစားတဲ့နေရာမှာဝင်ပြီးတော့တောင်းကျမ်းခဲ့ပါတယ်ရန်ကိုပြောဖို့ကောင်းပါတယ်ခဏနေကြရင်တကယ်တောင်းကျမ်းတော့ကျုံပြီလေတိုင်ဂါစီးရလည်းတော်တော်ကိုပြောဖို့ကောင်းတယ်ဒီနေ့ကတော့ဒီနားမှာတက်နေအကြာကြီးပဲဟာနောက်ပြန်ကြီးဟာတိုက်လိုက်တာတော်တော်လေးကိုအချိန်ပြင်းတာပဲမိချောင်းလည်းဝင်ပြီးတော့စီးခဲ့သေးတယ်ဒီနေရာကတော့ကြောက်ဖို့အကောင်းဆုံးနေရာပဲဖြစ်ပါတယ်ဒီမှာတော့ဆရာကြီးကိုခုနကဒီနာရှောက်ကြည့်နေတာပေါ့နော်ရုပ်ကောက်တဲ့နေရာကိုရောက်ပါပြီဒီနေရာမှာတော့အမွှေးပွားရုံလေးတွေအစုံရှိပါတယ်ရပြီအာလေးတယ်ကွာစက်ကြီးอ่ะဒီဘက်ကဟာလဲလိုချင်တယ်ဟိုဘက်ကဟာလဲလိုချင်တယ်ဘယ်ကောက်လို့ကောက်မသိဘူးဖြစ်ဆရာလေးတေးချာချာဟိုမှာအချိန်ပြီးတော့ကောက်တာပေါ့နော်ဆရာလေးကမရတဲ့အပိုင်းတွေကိုပဲဗီဒီယိုရိုက်မိထားတာပေါ့နော်သူတို့တွေအားလုံးပေါင်းဆိုရင်6 9ရက်လောက်တော့ရခဲ့တယ်ပေါ့နော်ဒီ
လေးကိုပြည့်သေးတယ်ဒါပေမဲ့ဗီဒီယိုတော့မြင်ဖြစ်ခဲ့တော့ရေကူးတဲ့နေရာတော့တော်တော်ရုပ်ဘူးကောင်းတယ်ပေါ့နော်ဒါကတော့တွေးဆဝင်းကိုကြောက်နေပါပြီကြီးကန်းပြတာဗောနော်ကြီးကန်းနေဒါကြီးကန်းနေပြတာဗောနော်ဒါတော့ကြီးကန်းပေါ်စားလေးဗောလေလာခေါင်းပေါ်မှာရဲ့ဘုံမချက်တယ်တွေးဆဝင်းမှာတော့စိတ်လန်းဆိုပြေးနေရပဲဘာလုပ်လဲဒါကတော့ဆရာလေးမေပေါ့နော်နာနဲ့မှာတော့ဆရာလေးပေါ့ကြားရဦးကြောင်ကြားတယ်မကြီးဒီမလို့ကြီးအလီဘာဘာလဲသွားအောင်မမို့လို့တွေးဆိုင်အောင်မှာတော့ခဏပဲနေခဲ့ပါတယ်ဒီပေါ်မှာလည်းအယုတ်တွေတော်တော်လေးကိုစုံအလီပေါ်မှာအဓိကလိုချင်တာကတော့အန်နီမီရုပ်တွေပေါ့နော်တို့ကလည်းဝါသနာပါတော့အချက်နဲ့ချက်တော့ဝင်ပြီးတော့ပို့ခဲ့တယ်သူကအမှတ်တွေပြထားတယ်ပေါ့နော်အဲဒီအမှတ်ကိုကြော်ရင်အယုံရမှာပေါ့ကြော်ထိုးမယ်ဆိုပြီးအာရုံစိုက်ပြီးထိုးချပလိုက်ကြော်တော့ကြော်ရတယ်ဒါပေမဲ့ကြော်လဲကြော်လို့မရဘူးတဲ့နဲလဲနဲလို့မရဘူးတဲ့သူ900ဆို900 600ဆို600ကွက်တိဖြစ်မှရမှာလဲဆိုတော့ပူသွားတယ်အယုထူးတဲ့ဆက်ကိုဘယ်လိုဆော့လဲဆိုတော့အဲ့မှာအမိုင်းတယောက်ကိုမေးခဲ့သေးတယ်တခြားရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ဒီမှာတော့ anime ရုပ်တွေကတော်တော်ကိုစုံဒီ Demon Slayer တို့ One Piece တို့ဒီမှာဆို Haikyuu ပြီးရင် Tokyo Revengers တော်လေးကိုစုံတယ်နော်ဆရာလေးတို့လည်းဘယ်ရုပ်ကိုထွင်ကောင်းမလဲဆိုပြီးတော့ရှောက်ကြည့်နေတာပေါ့ဒီမှာဆိုရင် Twine Story ရဲ့ဂျိုသားသုံးကောင်ရုပ်လေးလည်းရှိတယ်ကောက်တာလေးထုံလုံးကတော့နေထားခဲ့မိလိုက်အဲ့မှာမုံမိုးရုပ်လေးလည်းကောက်ခဲ့တယ်ဒါပေမဲ့မရပါဘူး
ကိုဂျူဘီမန်ချက်စတဲ့ကဘာကြီးကိုကောက်ခဲ့တာကိုတော့ရိုက်ထားခဲ့တယ်တေချာချင်းပြီးတော့ကောက်ခဲ့ပြီမလဲမရခဲ့ပါဘူးဒါကဆရာလေးတို့အိမ်ပြန်လာမှာပေါ့နော်အလီဘာဘာမှာတော့ဆရာလေးနဲ့ဆရာလေးတစ်ပည့်တွေအားလုံးပေါင်းဆိုရင်တသိန်းခွဲဖို့တော့ဆောက်ခဲ့တယ်ပေါ့နော်ဆရာလေးကတော့3000ဖို့လောက်ပဲဆောက်ခဲ့တယ်နောက်ဗီဒီယိုကြရင်အဲ့မှာရခဲ့တဲ့အရုပ်တွေကိုအမောစင်းလောက်ပါပါမယ်ကားမောင်းပြီးပို့ပေးတဲ့အပြင်မှာဗီဒီယိုတချို့ကိုလည်းရိုက်ပေးခဲ့တဲ့ဦးလေးဦးသူရကိုလည်းကျေးဇူးတင်ပါတယ်အဆုံးလေးတချို့ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် See you